တော်တော်များများထင်နေတဲ့ဟာယူမှားနေတဲ့ကိစ္စတခုရှင်းပြပေးမယ်ပေါ့နော်အဲ့ဒါဘာနဲ့အခြေခံပြီးရှင်းပြပေးမှလဲဆိုရင်စောဆိုင်စေးစိုးဟိုပေါ့နော်စားတောက်ကုန်နဲ့ပတ်သက်တဲ့ဟာပေါ့နော်နဲ့ပတ်သက်ပြီးရှင်းပြပေးပါမယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စောဆိုင်စေးစိုးဖြစ်တဲ့ဟာပေါ့နော်ဒါစားတောက်ကုန်တွေနဲ့ပတ်သက်ဟာတွေရဲ့ကောက်ခုရှုတက်ကစ်တော့ test ပုတ်ကိုရှင်းပြမယ်ဒါကဂျီရှုဆယ်ရဲ့ test ပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျီရှုဆယ်အချီကိုနီးကိုစန်းကို9နှစ်တိတိမှာဒီဆောက်ကတုံးဝင်တယ်ဒါနောက်ဆုံးထွက်ထားတဲ့2024 9လပိုင်းစာအုပ်ပေါ့နော်ဒါက外国人食品産業技能評価機構ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျီရှုဆယ်တွေမဟုတ်ဘူးတခုတည်း技能ဒီပါဒီဆောက်ကအကျုံးဝင်တယ်တခုတည်းအချီကိုလည်းကျုံးဝင်တယ်နီးကိုလည်းကျုံးဝင်တယ်အားကြောင့်မလို့ဂျီရှုဆယ်အားလုံးကကိုတင်ခဲ့တဲ့စာအသုံးဝင်တော့ပါဘူးဆိုပြီးတော့မှတ်ယူပါနဲ့နောက်မှလည်းအသုံးဝင်ပါတယ်အလေးတယူထားမှုမရှိခဲ့ဘူးဆိုရင်ကိုစာတွေကအတိတ်တပြန်လုံးနေရတယ်လို့ဖြစ်သွားပါလိမ့်ပဲပေါ့နော်အဲ့ဒါပြောချင်ပါတယ်ပေါ့နော်ဒါလေးရဲ့စာလေးရဲ့သဘောတဘာဝပြောပြပေးမယ်ပေါ့နော်အရင်ဆုံးမာတိကာဆိုတဲ့မခုချီလေးကိုကြည့်အောင်မခုချီမှာပါလဲဆိုရင်ဒိုင်းအီရှောကနေပြီးတော့ဒိုင်းလောက်ရှော့ပါတဲ့ပြင်ဒီကအခြေခံဖြစ်တဲ့အတွက်ကြောင့်မို့သူကအဆုံးမှာပုံလေးတွေရောဗီဒီယိုလေးတွေရောပါတဖြည်းဖြည်းနဲ့ရှင်းပြပေးမယ်ပေါ့နော်အီချီဒိုင်းအီရှောမှာပါလဲဆိုရင်စောဆိုင်တော့ခိဆိုချစ်ကီပါပေါ့နော်ဒီမှာပစ္စည်းပေါ်ရှုပ်ကူဟင်းမော်မူဒီပြောမှာပုံစံမျိုးပြောင်းပေးမယ်စောက်တွေကများတော့အပြင်တူတယ်ဘာတူလဲဆိုရင်အဲဆဲခန်းလီပါတယ်ဒါပြုတ်လောက်တဲ့ပုံပါတယ်တခုချောပါတယ်ပြီးတော့အဲဆဲခန်းလီမှာဆိုရင်ဒီဟာတော်တော်များများအတူတူပဲတခုတဲ့ခင်းတော့အချီကောမှလည်းပါတယ်တခုတဲ့ခင်းတော့နီကောမှလည်းပါရှုပ်ကူဟင်းအဲဆဲကနော်ဒါလေးခီကိုင်းရောရင်းလဲပါတယ်အပန်းအဲဆဲခန်းလီလဲပါတယ် HACCP ဆိုတဲ့ဟာတွေလဲတခုတဲ့ခင်းတော့နီကိုရောက်တဲ့ဒီအကုန်ပါတယ်အဲ့ဒါမှာဆမ်မွန်ကျူတွေရောဂျိုကျူမှုခဲတွေရောပါပေါ့နော်အဲဆဲခန်းကြီးကဂျပန်မှာအရေးကြီးဆုံးပါအဲဆဲခန်းကြီးနဲ့ပတ်သက်ပြီးတော့မှပိုးမွားတွေရောဖြစ်လာတဲ့ခင်းပေါ့နော်အဲဆဲခန်းကြီးမပြည့်စုံလို့ဘေးရနေကင်းရှင်းတဲ့အစားအသောက်ဖြစ်အောင်မလုပ်ဘူးဆိုရင်သူကအစားအသောက်မှာပိုးတွေဖြစ်သွားပြီးတော့အဲ့ပိုးစားသုံးတဲ့လူတွေယောဂရနိုင်တဲ့အတွက်ကြောင့်အဲ့ပိုးတော်မှာမျိုးစုံရှိရဲ့အဲ့ပိုးတွေကအစားတင်ပေးပါရယ်ပေါ့နော်အဲ့အတွက်ကြောင့်ကုံကျန်းဒါကကုံကျန်းတူလောင်တဲ့ပုံစတာရှော်လီအခြေခံစတာရှော်လီကိုဘယ်လိုတည်တည်တက်လောက်ရမယ်ဟာတွေအကုန်လုံးကတူပါပဲနောက်ပြီးတော့နောက်တစ်ခုကယုံတိုင်းယုံရှော်ဖြစ်တဲ့အန်ဆန်နာဆောက်ပြောရလဲအဆုံးထိပါပါတယ်အန်ဆန်အနေကင်းနဲ့လုပ်ငန်းခွင်ဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲလောတော့ဆိုင်ကိုင်းကြောင်းပါတယ်အကုန်ပါပေါ့နော်အားလေလောတော့ဆိုင်ကိုင်းပုံလေးတွေကိုအောက်ဆုံးမှလေးပုံလေးတင်နေပြီးတော့ဒိုင်းပြောချောဒီဆက်စုပြီးခိကစက်တေချောင်းကိုအသုံးပြုတဲ့ပုံကိုအသုံးဘလို့သုံးရမယ်ဆိုတဲ့ဟာတွေကအစအကုန်ပါပေါ့နော်ပြီးတော့ခဲဆန်းဆိုတော့ခုတက်ခိနော်အချင်းမနီမောလုံးဝခန်းစန်းနေပါသွားတယ်ဒီကုံချမ်းတစ်ခုကိုအသုံးပြုမယ်ဆိုရင်ဥပမာပေါမုတ်တစ်ခုကိုလုပ်မယ်ဆိုပေါမုတ်တစ်ခုမှာဂျုံဘနဲ့စေတာတကြားဘလောက်ထည့်ရမယ်ပြီးတော့ Easter ဘာလို့ပွားစီကဘလောက်ထည့်ရမယ် East ကဘလောက်ထည့်ရမလဲဆိုတဲ့ဟာတွေကိုခဲဆန်းလောက်ရတဲ့ဟာမျိုးရှိတယ်လို့ဒီလိုစက်သားကြော်လည်းစက်သားကြော်ရမယ့်ဟာရဲ့အနှစ်ရဲ့စီရဲ့ဘလို့အချိန်စပြီးတော့လောက်ရတဲ့ဟာမျိုးတွေခဲဆန်းနေလေလောက်ရတယ်ရေးကြည့်ရပေါ့နော်အဲ့ဒီမှာခဲဆန်းအမျိုးမျိုးလေးရေးထားတယ်နော်ဘူတိုမာရီဆိုတဲ့ခဲဆန်းတွေရောဂျူရီယိုယာနာဂါဆာနိုဟက်ခီဆိုပြဲမြပေါ့နော်ပမာဏအနေနဲ့တွက်တဲ့ခဲဆက်အမျိုးမျိုးရှိပါပေါ့နော်ဒါကအကုန်လုံးတစ်ခုတည်းနီးကောင်မှာအကုန်လုံးပြန်ပါပါတယ်ဒီမှာဘာချီတွေရောပါပေါ့နော်ဘာချီဆိုခိုင်းစုကိုပြောဒါဂျိုကျူမှုခဲတွေမှာပါသွားတယ်ဒါကြတော့အမောနာအန်ဆန်ဟျောရှိကီတွေပါတယ်ပြီးတော့ဒိုဂါလင်းကူတွေပါတယ်ပေါ့နော်ဒါလောက်ခုရှော့မော်ပန်နဲ့ရိုးရှိတော့အနေနဲ့ဒိုဂါလင်းကူဆိုတာနေလဲပါတယ်ဘာလို့လဲဆိုရင်ဓာတ်ကင်ပုံဓာတ်ကင်ဒီခွက်သုံးပြပုံပြနီးပြီးတော့ pH level စမ်းတာတို့ပြီးတော့နောက်ပြီးတော့အမျိုးမျိုးပေါ့နော်ဒီရဲ့ C သုံးလိုက်တဲ့ C ကဒီလောက်ခေါ်ကြီးဖြစ်သွားတယ်ဆိုရင်73ဒီ pH ဘယ်လောက်ရောက်သွား73လို့ရလားမလို့ရလားဆိုတဲ့ဟာရှိရပေါ့နော် C က pH ဘယ်လောက် level ထိဆိုရင်73လို့ရတယ်အားကြောင့်မလို့ C ကြော်ပြီးတဲ့ C တွေကိုဘာလို့
စာရွက်လေးနဲ့တိုင်းပြီးတော့စမ်းတာလဲဆိုအဲ့ဒီစာရွက်အယောင်ရောက်သွားပြီဆိုဒီစီက73ဝင်မရှိတော့အနေရများပါတယ်ဆိုတဲ့လောတော်ဖြုတ်ခုအလုတ္တမဝင်ကြီးခါနာတတ်မှတ်ချက်ကိုသူတို့ကအဲ့ဒီတိုင်းလှုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်တစ်ခုကတော့လင်းကိုအချီရနဲ့မှာပါလဲဆိုလောတော်ဆိုင်ကိုင်းအကြောင်းပုံပါပါတယ်အားလေးတွေကိုအောက်ဆုံးမှာသွားကြည့်ကြအောင်ပေါ့နော်ဒါတိုင်းစောဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအဖြစ်သွားရတဲ့ကြောင့်တချို့တော့လူတွေနဲ့မသက်ဆိုင်လဲမသက်ဆိုင်ဒါပေမဲ့ဟိုတုံးတော့သက်ဆိုင်နေများတယ်ကိုလုံးနေတဲ့နေရာပေါ်မှာပြီးတော့ဟာမှုဆိုဟာမှုပစ္စည်းဒီဇိုင်းလေးတွေပဲကွဲသွားပြီးတော့ဇိုင်းလေးတွေပဲကွဲသွားပြီးတော့ဘာတွေကမကွဲဘူးလဲဆိုရင်ဒီဒါတွေဆိုရင်တင်ပြီးစာလေးတွေပြန်ဝင်ဖြေရတယ်ပေါ့နော်မာလူပတ်စုလေးတွေဝင်ဖြေရတယ်ဒီဟာတွေဒါတွေဆိုတူတူပဲSCCB ဖြစ်တဲ့ Hazard Analysis Critical Control Point ဆိုတဲ့ဟာမျိုးတွေဆိုရင်ဘယ်ရဲ့စားတောက်ကုန်မဆိုတူတူပဲစားတောက်ဆိုင်လဲထိုးရပဲလဲပါတယ်စားတောက်ကုန်နဲ့စားတောက်ဆိုင်တော်တော်တူတဲ့အတွက်ကြောင့်မို့ဒါလေးဆိုရင်ဒီဘူးစုဟာလေးတွေဆိုဒါလေးတွေတော့ခါခုတခိကရောင်းဆိုအကုန်လုံးဆက်နေဒါတွေကုန်ပါတယ်ဒါလေးဆိုအလေးဒုကိဖြစ်မဲ့ဟာအလက်ချစ်ဖြစ်စေတဲ့အစားတောက်တော့ရှုပ်ခုချူတော့ခုပေါ့နော်အစားစိတ်တဲ့စားတောက်တွေအကုန်ပါပေါ့နော်ဒါလေးတွေအကုန်ပါပါတယ်ဒါလေးဆိုလက်အိတ်ဝေးရတယ်လက်သိနေမဆိုးရဘူးအလုပ်ဝစ်စားဝစ်ဆုံးဝပုံဒီကုန်းလုံးအေပရွန်တို့ဘာလို့အသုံးပြုနည်းတွေအကုန်လုံးတူတူပါပဲလက်ဆေးတဲ့နည်းလည်းအတူတူပဲပေါ့နော်လက်ဆေးတဲ့နည်းလည်းအတူတူပဲဒါရီတအောင်လုံးချက်သွားမှာတခုတည်းနီးကိုမှအခက်ခဲမရှိမှာဒါဆိုရင်အလုပ်ထဲမှာသုံးပြတဲ့ဆက်တွေပါပေါ့နော်ခဏလေးဆောင်ပြပါဒီအန်ဇာနာစာကြောဆိုရင်တူတူပဲတခုတည်းခီနော်အချီခေါ်မှာအကုန်ပါဒီမိခွန်းနေဒါလေးဆိုပုံလေးနဲ့ကြည့်ပေါ့နော်ခေါ်တော့ဘူးဆိုင်ကိုက်ဖြစ်တဲ့ဟာတရားဆိုရင်သူပုံလေးနဲ့နမူနာလေးနဲ့ဘာကြောင့်ဖြစ်တယ်လဲဥပမာဖြစ်တယ်ဘယ်လိုကြောင်းရင်းကြောင်းဖြစ်တယ်လဲဟုတ်လဲဆိုတာပြပေါ့နော်ဒါအောက်မှာရေးရှိနေလို့သူချော်လဲပြီးတော့မှထောင်းပါလဲဘာဖြစ်သွားလဲဆိုရင်ခေါ်တော့ဘူးလေးကြပေါ့နော်ဒါဆိုရင်နောက်ကဒိုက်ချာနဲ့သူနေနောက်ကိုလက်မကြည့်ပဲနဲ့ဒိုက်ချာဝင်တိုက်မိတဲ့ခြေနေမျိုးတွေပေါ့နော်ဒါတွေအကုန်လုံးပုံလေးနဲ့တကွာပါပေါ့နော်အလားလေးတွေကတူတူပါပဲနောက်ထပ်ပါထပ်ပါအောင်မလဲဆိုတော့ဒီတဲ့ဟာပေါ့နော် Hiari Hato ဆိုတဲ့ဟာလေးပေါ့နော် Hiari Hato တီချို29ချို300ချိုဆိုတဲ့ပုံတရံလေးနဲ့လဲအားလဲအကုန်ပါပါတယ်သက်ဆိုင်နေပေါ့နော်ဒါကတော့အလုပ်ငန်းခွင်မှာအသုံးပြုတဲ့စက်ပစ္စည်းကိရိယာတွေပါဒါတွေကိုသိချမသိဘူးဆိုရင်ဒုက္ခရောက်ပါမယ်ဒါစပွန်တော့မှအိုးစားကြီးနဲ့ခေါ်စားကြီးဆိုပြီးတော့ခေါ်တယ်ပေါ့နော်အိုးစားကြီးနဲ့ခေါ်စားကြီးခေါ်တယ်ကိုမသိဘူးဆိုဒုက္ခရောက်လိမ့်မယ်ဒီမှာဆိုရင် on-door sensor ဘူးဆိုတဲ့ဟာရှိရင်အပူချိန်တိုင်းတဲ့ကိရိယာဒါဆိုရင်ဒါလီစာနဲ့တိုင်းတာပေါ့နော် on-door အပူချိန်ဒီဟာဆိုရင်ထွန်းနာပြောတဲ့ AV checker ပေါ့နော် AV checker ဆိုတာ C acid volume ပေါ့ထွန်းနာမှားပြောလိုက်တယ်ပေါ့နော် CRPH မဟုတ် acid volume စီထဲမှာပါတယ်အချင်းတက်ဘလောက်များသွားပြီဆိုရင်အယောင်တော်တော်မေးသွားရင်သုံးလို့မရတဲ့ဟာရှိရဲဒါကကြတော့ GRN ဆိုစဲ skin ရှိပေါ့နော် crow ရှိလို့လဲခေါ်တယ်ဒါကကြတော့အဖြူလေးတွေဘာကိုတိုင်းတာလဲဆိုရင် eco hori မှာစာခင်ပိုးသက်စီတွေကိုတိုင်းတယ်ပိုးသက်စီတွေဖြစ်တဲ့အန်ဆောပေါ့နော်စားတဲ့အန်ဆောရဲ့ပေါ့နော်အကျစ်ပြအပြစ်နဲ့အကျဲကိုတိုင်းတဲ့ဟာပေါ့နော်ဒါခရိုရိုရှိလို့လဲခေါ်တယ်ဖြူလေးပေါ့နော်ဒါတော့သောခီလို့ခေါ်တယ်သောခီဆိုတာတကြားတိုင်းနဲ့တကြားတိုင်းနဲ့ဆိုတာ show you ထဲမှာတကြားတက်ချိုးတက်ဘလောက်ပါလဲဆိုတဲ့ဟာပေါ့နော်တိုင်းနဲ့ဒါ pH တိုင်းတဲ့ဟာပါ pH မှာဘလောက်တိုင်းရင်စမ်းမိ0ကနေပြီးတော့6ထိဆိုရင်ပါတယ်စမ်းမိပေါ့နော်နည်းနည်းအချင်းတက်ပါတယ်ချူးဆဲဆိုရင်အလေပေါ်ဟိုလောက်ဆိုရင်ဘာများလဲဆိုဂျွန်းစီရေနဲ့နွားနိုး pH 7မှာpH 7ဟိုကသွားရင်ဂျူးဆောပေါ့နော်နည်းနည်းအာဒူကာရီဆဲပါသွားရပေါ့နော်
နော်အဒူကာရီဆဲပါရာကြောင့်တချို့ရေကတောက်ရတာနည်းနည်းခတ်တယ်စေးနဲ့နေဆိုအဲ့ဒီအဒူကာရီအီယွန်ပါတယ်ပေါ့နော်အဒူကာရီအီယွန်ကလူဝိတ်ချစေတယ်လို့တော့ဖြစ်တယ်ပေါ့နော်ပြီးတော့ဝါကမဲတို့ပင်လျောက်ထဲမှာရှိတဲ့ရေတက်အများကြီးပါတယ်ဟာအဒူကာရီဆဲပါတယ်ဟာပေါ့နော်အာ pH တိုင်းတာတယ်နီးပါလွယ်လွယ်ကူကူတိုင်းတာတယ်နီးဒါ pH တိုင်းနဲ့စာရွက်ထွန်းတာပြောတဲ့ဟာပြပါရှိပေါ့နော် pH 1.0 ကနေဘယ်လောက်ထိရှိလဲဆိုတာတိုင်းလို့ရတာပေါ့နော်ဒီမှာထပ်ကြည့်အောင်ပေါ့နော်ဒါယောကုစကောက်ခေဆာဒီရှုစေပေါ်မှာတော့ဒီပါဆန်နေတို့ဘာတို့နဲ့ခဲဆန်းလုပ်ခဲ့ရတာပါတခုတက်ခီနိုရောက်မှဒီဟာတွေတွေ့ရတာမဟုတ်ဘူးเนาะဒီရှုစေပေါ်မှာတော့ဒီစောက်ကိုပို့ပို့ညံ့ညံ့မကြည့်ခဲ့ဘူးဆိုတခုတက်ခီနိုရောက်မှစာထက်ချက်မယ်ဆိုရင်မိုးရီတာနဲ့ဟိုပဲပြောစင်ပါတယ်ဒါကနာနာချူကိုပါဆန်တော့သူတက်တဲ့နေရာဘာမှလို့တက်တဲ့နေမဟုတ်ဘူးเนาะဒိုင်ကိုရှင်းပြမယ်เนาะ400 grams ရှိတဲ့ဒိုင်ကိုအမိဖြက်ကောင်းဖြက်မယ်ဟိုဗာလဲအမိဖြက်ကောင်းဖြက်ပြတာခေါင်းဖြက်မယ်ပေါ့နော်ခေါင်းဖြက်ပြီးတော့အခုံခွာမယ်စံတဲ့ဟာကိုသူတိုင်းရင်ဘူတော်မာရီအခုံဘူတော်မာရီကနာချူကိုပါဆန်တော့ပဲဖြစ်တယ်ဆိုတော့300 gram ပဲရှိအဲ့ဆိုရင်ဈာတဲ့ဟာ100 gram ပေါ့နော်အဲ့100 gram ကိုသူကနာချူကိုပါဆန်တော့ဖြစ်တဲ့300 gram ဖြစ်အောင်သူကဖြစ်သွားတယ်ပေါ့နော်ပါဆန်တော့အနေနဲ့じゃဘလို့ပြောမှလဲဆိုတဲ့ခေစမ်းလည်းရှိရပေါ့နော်ဟာသူဘလို့တွတ်တယ်နေရှိရတတနီယာဒီမှာ400ရဲ့300 85ခိုင်လုံးကျန်တော့300 gram ကို400 gram နဲ့စားလိုက်ရင်ဒီ0.ဘူတိုမာရီဆိုတဲ့သူကပါဆတ်နစ်ကိုလို့ကျင်တာ400 gram အချိန်ကငကို400 gram ချိန်နဲ့သူကနှုတ်လိုက်တဲ့ချိန်မှာ300 gram ရတယ်အဲ့ဒါကိုဘူတိုမာရီဖြစ်တဲ့ပါဆတ်နစ်နေနဲ့လို့ကျင်တဲ့ဆိုရင်ဒီ300 gram ကို400 gram နဲ့စားလိုက်ရင်0.75 ရ0.75 ကို100နဲ့မြောက်ရင်ပါဆတ်နစ်ရတယ်ဆိုတဲ့တွက်တဲ့နည်းနဲ့တွက်တဲ့ကြောင့်နောက်ဆုံးမှတွေ့ရတယ်။အားကြောင့်အနေကိုအများစားချီစားရင်သူရဲ့ပါဆတ်နေရတယ်ဆိုတဲ့သဘောတရားပေါ့နော်။အဲသဘောတရားမရရင်ဒီခေဆန်စကီကလည်းမှုစကားရှိပေါ့နော်။ဒါခေဆန်စကီရဲ့အမျိုးမျိုးတော့ရတယ်ပါ။ဒါတော့ဟိုပေါ့နော်ခီရီခတာလေးတွေပါမယ်။လှီးပုံလှီးနီးလေးတွေပါမယ်။ပြီးတော့ဒါအော်မိုနာအန်ဇန်ဟျော့စကီပါမယ်။အဲ့ဒီဟိုစက်ရုံတိုင်းမှာတင်ဂီတာအနေနဲ့ဖော်ပြတဲ့ Hyoshiki ပေါ့နော် Hyoshiki ဆိုတင်ဂီတာအနေနဲ့ဖော်ပြတဲ့တင်ဂီတာအမှတ်သားလေးတွေစက်ရုံတိုင်းမှာမီနီယာတိုင်းမှာဆက်တိုင်းမှာကတ်ထားပြီးတယ်အလကားကတ်ထားပြီးတာမဟုတ်ဒါတွေကိုတတိထားဖို့လိုအပ်တဲ့အကြောင်းကတ်ထားပြီးရပေါ့နော်ဒီအန်ဆန်နာ Hyoshiki တွေပါတဲ့ပြင်ဒီဆက်ပစ္စည်းအမျိုးအစားတွေကအသေးစိတ်ရေးပြီးတော့တင်ထားပြီးရပေါ့နော်ပြီးတော့အောက်ဆုံးမှာဒါပစ္စည်းမျိုးစားတွေကိုရေးထားတယ်အောက်ဆုံးမှာဒေါကာလင်းကိုလေးတွေကိုပါတယ်ပေါ့နော်ဒါဆိုရင်ချူရှင်အွန်တိုကဲပုံစံအသုံးပြုနေနေပေါ့နော်ပြီးတော့ထောတိုကဲပေါ့နော်ချူရှင်အွန်တိုကဲအများသိကြလိမ့်မယ်ထင်တယ်ဒါဆိုရင်စက်ရုံမှာလည်းအသုံးပြုတယ်ကြည့်အောင်ကွန်ပျူတာတိတ်မရွေးဖြစ်နေအခုမသွားပေးဘူးဖြစ်နေရဘလို့လောမလားမသိဘူးအဲ့လိုပေါ့နော်ချွချင်းအွန်တော့ကဲသုံးတဲ့ဟာလေးပေါ့နော်ပြီးတော့မယ်ဒါအဲ့ဒါလေးတွေပါပါတယ်အဲ့ဒါကီနိုချီရှုစေအချီကိုနီကိုဆန်ကိုမှာအသုံးပြုရတဲ့ space ချီရှုစေဆမ်မုန်ကျိုမှာရေးဖြေနေတဲ့ဖြစ်ရတဲ့ဟာလေးတွေပါတချို့ကစနေမဲ့မှာရေးဖြေတင်မရတာရမ်းပြင်ပန်းတဲ့ကြောင့်ပေါ့နော်ဥပမာဆိုရင်လွယ်လွယ်ကူကူရှင်းပြမယ်ဆိုရင်လွယ်တဲ့ဟာလေးပြောပြပဲပေါ့နော်ရုံးပအောင်ကြည့်အောင်စာကျောပါနီမိုတဲဟိုက်တဲယောအီမိုနောအီတိုစအရာဘီနာဆိုင်ဆိုရင်一番お金やタバコစက်ရုံနဲ့ထည့်လို့ရလားမရအောင်နော်အမေရခုစရီထည့်လို့မရအမေရခုစရီထည့်လို့မရအောင်နော်ထည့်လို့ရတာလောကာနော်ခါကီတခုပဲလောကာထဲမှာအပေါ်ကပစ္စည်းနှမျိုးထည့်ပြီးတော့မှထားခဲ့ပြီးလောကာလေးကိုပဲလောကတော့ပဲယူသွားမှဖြစ်တဲ့အကြောင်းအထူးမှန်းစမ်းပန်ပေါ့နော်ဒါရွေးချက်ပေးရတဲ့ဟာကိုတိုင်းရေးရတဲ့ဟာမပါဘူးဒါလွယ်ကူတဲ့ဟာဖြစ်ပါတယ်နောက်တစ်ခုကတခုတည်းကင်တော့အချီခေါ်ရဲ့ဟာကိုကြည့်ကြအောင်ပုံစံလေးတွေအကုန်လုံးတူတူပါပဲထို့နောက်စောစားရဲ့ဟာရောဘာပဲဖြစ်ဖြစ်ပေါ့နော်တူတူပဲတက်စတော်ဆောင်လေးထွက်လာပါတယ်ဒါပုံစံအစ်စ်ပြောင်းသွား2024 12လပိုင်းမှာပုံစံဒီဇိုင်းတွေပါပြောင်းသွားတယ်
မာတိကာကိုအရင်ဆုံးကြည့်ကြည့်အောင်ပေါ့နော်မာတိကာလာပါတယ်မော်ခုကြီးလာတယ်ဟာဂျီမဲမှာအီရိုနာအင်ရှော့ကုစေဟိုအမျိုးမျိုးသောဟာလေးပြတယ်ရှော့ကုရဲ့အေဆေလိုတော့အန်ဇန်ထွန်းဟာတိုင်းတွေ့မသိလားတွေ့လားခိကယောအင်းအဲ့ဒါမှအဲ့ပြောသုံးမျိုးပြောတဲ့ပူစရီတခိခိကယောအင်းဆိုသုံးမျိုးသုံးစားတော့အကုန်ပြန်ပါလာတယ်အီပန်အေဆေခန်လီ 5S အကုန်ပြန်ပါလာတယ် ACCCP ပြန်ပါလာတယ်အားကြောင့်မလို့စာတွေကတစ်ခုနဲ့တစ်ခုတူပဲရှေ့မှာတေချာစမ်းချက်သွားရင်ဒီနောက်ဖက်မှာဒုက္ခရောက်မယ်ဆိုတာဒါတွေပါပဲသာသာရှိဖူကူဆိုဟုတ်တယ်နော်ထွန်းနာမှာအကုန်ပါလာတယ်ဤကျောကြီးတာရလောသောဆိုင်ကအကုန်ပါတယ်လောသောဆိုင်ကပါတယ်ထွန်းနာပုံပြလိုက်တယ်နော်လောသောဆိုင်ကတော့ကြည်လဲရောမနာဘူးဆိုတဲ့ဟာလေးလည်းပါတယ်ပြီးတော့ဟီယာရီဟာတော့ပါတယ်ပြီးတော့ကီကန်ယောကြီးခွန်လန် KYD ဆိုတဲ့ဟာထွန်းနာပါထွန်းနာတေချာမပြလိုက်လို့ပေါ့နော်အမထန်တော့ဆိုင်ကဆိုတဲ့ဟာလေးကိုအခြေပြန်ချက်ပေးထားပါတော့အဲ့ဒါလေးတွေပါတယ်ပေါ့နော်သူရဲ့ထူးခြားချက်ကိုတစ်ခုရှာပြပေးမယ်ပေါ့နော်ခဏလေးစောင့်ပါထွန်းနာပြပေးမယ်နော်ထွန်းနာပုံစံတူတူလေးတွေပဲနော်သူရဲ့ပုံလေးနဲ့စာလေးကုံတပုံစံနဲ့ပဲပြန်လာတာဒီမှာအားလေးတို့ဟိုဟာပါတယ်အီပုစုဟာလေးတွေပါတယ်ဟာလေးတွေရယ်ပြီးတော့အာရေဒုကီမူရှိတို့ခါမီနိုကေဆိုတဲ့ဟာအဲ့ထွန်းနာဆောက်ထဲမှာအကုန်ပါအာရေဒုကီဘူရှိစုဆိုတဲ့အမျိုးအစားဘာတွေလဲဆိုတဲ့ဟာပုံနေအောင်နဲ့တကွပါတယ်တူတူပဲတွေ့လားအားလည်းတူတူပါပဲဒါတော့ခင်းမနော်ဆိုင်ခင်းမနော်ရှော့ကူချူတော့ခုခင်းဖြစ်မဲ့ခင်းနေအမျိုးအစားကိုသူကအသိစိတ်ရေးထားပေါ့နော်ဆဲဘူးစုရောရင်ခင်းဆိုလာနင်းဆိုတဲ့ဟာထွန်းနာဆိုလာနင်းဆိုအကုန်ပါပါတယ်ရှေ့ရဆောက်ထဲမှာအားကြောင့်မို့ဂျီရှုစေဘွားမှာစာအုပ်ကြီးညက်စွာလောက်သွားခဲ့ရဆိုရင်ကိစ္စမရှိဘူးဒီမှာတစ်ခုတိုးသွားတယ်မှာခမ်ပီလိုပတ်တာဆိုကူကင်းတို့ဆာရမိုနီလာခင်းဆိုပြီးတော့ခင်းဒီခင်းနေရဘာကြောင့်ဖြစ်လာလဲခင်းနေအမျိုးအစားရဲ့ဘယ်ကနေစပြီးဖြစ်လာတယ်ဖြစ်သွားပြီဆိုရင်ဘယ်လိုယောဂါတွေဖြစ်လဲဆိုဂယ်ရီရဲ့ဖူကူဆူရဲ့ဟာနက်စ်ရဲ့ဟာဆနက်စ်ရဲ့ဖြစ်ကြရပေါ့နော်အားမျိုးတွေဖြစ်တဲ့အကြောင်းတွေကိုသူအသေးစိတ်ရှင်းပြထားတယ်ပေါ့နော်ကဲထွန်းနာဟာရဟာတိုင်းပဲအကုန်လုံးပြန်ပါလာတယ်တူတူပဲတစိဟိုတွေ့မသိမ့်ကုန်ပြန်ပါလာတယ်တွေ့လားပုံလေးအန်ဆန်ဟော့စကီပုံလေးတွေနောက်တစ်ခုကဒီမှာလောသောဆိုင်ကရဲ့ဟီယာရီဟာတော်ရဲ့ကြီးလေးရဲ့ဆိုင်ကရောပေါ်ဆိုပြီးတော့ထွန်းနာတိုင်းပဲပြန်ပါလာတယ်ဂျီရှုစေပေါ်မှာပြောတဲ့ထန်တော်တွေရဲ့ဟာတွေကိုဒီနီဟွန်ကောဆိုရင်နီဟွန်ကောအဲကောဆိုအဲကောပေါ့နော်မြန်မာခေါ်တော်ရှိရအကုန်လုံးတူတူပြန်ပါလာတယ်အားကြောင့်မို့ဂျီရှုစေနဲ့တခုတည်းကင်တော့အချီကိုရဲ့စာရီပုံနေဆောက်တက်ကစ်စတိုရီအကုန်တူတူပါပဲဘာကွာတော့မလဲဆိုရင်တခုတည်းနင်းကိုမှနည်းနည်းလေးပဲကွာချသွားမယ်ကြည့်ကြအောင်တခုတည်းနင်းကိုရဲ့စာအုပ်ကိုကြည့်ကြအောင်ဒါ2024နှစ်လပိုင်းရဲ့ဟာပေါ့နော်ဒါကီနိုစကုတေရှိကင်ကခုရှူယောတက်ကစ်စတိုဆိုတဲ့ဟာဒါလည်းတအုပ်လုံးဖတ်မှာသူကအသေးစိတ်ဒီမှာဒီခိုင်ရှာကကွန်ဆာရင်တင်းကွာနေပြီးတော့ GME ကုမ္ပဏီကနေသူကတက်ကစ်စတိုစာအုပ်ထုတ်ပြရရှီယာနကွာတော့ဟိုချက်ကဟိုထုတ်တာဘောနော်ဒီကမာတိကလေးကြည့်အောင်ဒီမှာအန်ဆန်အန်ရှင်နာရှော့ကူရောစကူရူစန်ဒါအန်ဆန်နာရှော့ကူပါအီပန်ဒီမှာတူတူပဲအကုန်ပြန်ပါလာတဲ့အိုနာကြီးမော်နော်လောတော့အန်ဆန်အေဆေဟောတတရှိဖူကူဆိုတော့တဲ့ချွန်ဇေဘူအိုနာကြီးမော်နော်အဲ့တော့ခုတဲကင်တော့ဟင်းရှိစုခန်းလီတော့ပြန်တော့အသေးစိတ်ပြန်ပါလာပေါ့နော်အဲ့ဒါစာမျက်နှာ20ခုခဏနေပြပြီးမယ်ဘူတော်မာရီခန်းလီဆိုတာလည်းပါလာတွေ့လားဘူတော်မာရီနော်ခေဆန်ထွန်းနာပြောရနော်ခဲဆန်ခဲပြီးအကုန်ပြန်ပါလာတယ်စာမျက်နှာ20ခုတစ်ချက်ပြပြီးမယ်ဘာကွာလဲဆိုတာပေါ့နော်ခန်းစားခေကနော်ခခုနီဆိုတဲ့ဟာဒါလေးတွေတော့နည်းနည်းကွာသွားမယ်နော်ခိခန်းလီပါမယ်ပစ္စည်းကဘယ်ချိန်ဝင်လာမလဲစာမျက်နှာ36ပြပြီးမယ်ပေါ့နော်ဆေးဆန်ခေခခုဟိုပစ္စည်းဝင်လာထွက်တာတွေကိုခေခါခုလောက်ရတယ်ဒါပဲချိန်ဝင်မယ်ဒါပဲချိန်ထွက်မလဲပြီးတော့ဒီဟာတွေအကုန်လုံးကိုပါလေ expire date ကိုဘယ်လိုတောင်းရမလဲဘယ်လိုပစ္စည်းထားတော့ရမလဲဆိုတဲ့တွက်ချက်နည်းတွေပဲနည်းနည်းအဲ့အတွက်ပါပါတော့စာကျော်ချူရဲ့ခန်းလီတန်ရဲ့တွက်ခန်းလီများတဲ့ဟာဖြစ်တဲ့ကြောင့်ခန်းလီအကြောင်းမတွက်မရှိလို့မရဘူးပ
ပြီးတော့ costo ရဲ့စီ costo ရဲ့ခန်းလေးပေါ့နိဒီ price ကိုပြောတာမဟုတ်နော် costo ဆိုတာဒီရဲ့ကုန်ပစ္စည်းတစ်ခုဝယ်လာရင်ကုန်ပစ္စည်းကတန်ဖိုးရှိတဲ့အတွက်ကြောင့်အဲ့ဒီတန်ဖိုးရဲ့တန်ဖိုးရှိတဲ့အတွက်ကြောင့်တန်ဖိုးရှိတယ်လို့သတ်မှတ်ပြီးတော့ခန်းနေလို့ရတယ်ပေါ့နော်စီစဉ်ဆောင်ရွက်ရတဲ့ဟာပြောတာဒါ management system တွေပါတယ် list ကို assessment တော့ပါတယ်ထွေးရတော့ဒါမဲ့ဟောတုံးတော့ထွေးခန်းပြီနောက်ဆုံးမှတွေ့လာခိုင်းစင်ခတ်စတော့52ရ53ရဆက်ပြပေးပါမယ်ခဏလေးစောင့်ပေးပါဒီနေ့မှာတစ်ချက်ပြောပြစီပေါ့နော် QCD ဆိုတာရှိရခန်းလိရှာပေါ့နော်ခန်းလိရှာဆိုတာဒီပစ္စည်းတွေကိုထိမ့်သိမ်းရတယ်ထိမ့်သိမ်းပြီးတော့တာဝန်ရှိထိမ့်သိမ်းပြီးတော့တာဝန်ရှိထိမ့်သိမ်းပြီးဆောင်ရတဲ့လူကလုပ်ငန်းမျိုးမျိုးရှိရအဲ့ဒီမှာ QCD ကရေးကြည့်ရ quality ပေါ့နော်ဟင်းရှိစုဆိုတဲ့အရေးသွေးကိုထိမ့်သိမ်းရတယ်ပြီးတော့ကိုဆိုတဲ့ဆိုတာတန်ဖိုးကိုရဲ့ကုန်ပစ္စည်းတန်ဖိုးကိုဆိုတာပတ်စံကိုပြောတာမဟုတ်ငွေကြေးကိုပြောတာမဟုတ်เนาะဒီကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးမကျဆင်းအောင်လဲလုပ်ရတယ် delivery no key ဆိုတာ delivery ဆိုပို့ဆောင်ရတယ်ဆိုတာကဒီကုန်ပစ္စည်းရဲ့ expire date မကျော်လွန်ခင်ကိုခက်ဆက်မကိုပေးထားတဲ့ဂတိတိုင်းဒီနေ့ရောက်ပါမယ်ဆိုရင်ဒီ delivery ပို့ဆောင်ပေးရမယ်ဆိုအဲ့ဒီအတိုင်းကိုလုပ်ပေးရမယ်ခန်းနေအမျိုးမျိုးတော့လုပ်ဆောင်ချက်တွေကိုခေါ်ပါတယ်ပေါ့နော် DQCD ဆိုတဲ့အကြောင်းအရာလေးတွေထည့်ရတယ်လို့ PDCA cycle ဆိုတာလည်းရှိရယ် PDCA cycle က plan do chat action ဆိုတဲ့ဟာပေါ့နော်ဒါအသေးစိတ်ဂျပန်လိုပြင်ရေးထားရရှိရယ်ဒါတွေရှိရယ်ဒီမှာ SAM ရှိရယ် SAM မှာ material man matching man ဆိုတာလူပြောတာเนาะ machine ဆိုတာစက်ကိုပြောတယ် material ဆိုတာကအဲ့မှာကုန်ကျန်းတို့ဟိုကဂမ်းမမှာအသုံးပြရတဲ့တခြားပစ္စည်းတွေကိုပြောတာပေါ့เนาะအဲ့ဒါတွေအကုန်လုံးကိုအုံနောက်ထဲမှာရှိရမယ် QCD PDCA 3M ဆိုတဲ့ဟာကိုလောက်ထဲမှာတော်တော်များများသုံးဝင်တယ်ဒါကြောင့်မလို့တခုတည်းခင်တော့ရောက်သွားရင်ဘာအရေးကြီးဆုံးလဲဆိုရင်日本語がအရေးကြီးဆုံးပါ日本語ができないとဒီဟာတွေသူတို့ပြောတဲ့စကားလုံးအမြင့်စားတွေပြောလို့မရအခုလက်ရှိလုပ်နေတဲ့ကြီးရွှေဆယ်ဘောကတခုတည်းခင်တော့ဘောကမှာစကားမပြောရင်ရတယ်စပန်စကားမတက်ရတယ်အလုပ်လုပ်တယ်ဒီစနေရှင်းတိုင်းလုပ်တယ်ဒါမဟုတ်ဘူးတခုတည်းခင်တော့ရပြီဒီလိုညံနည်းနည်းပါပါတယ်ပေါ့နော်ဒါဆို 5S ဆိုတဲ့ cell တော့မြန်မာတွေကတော်တော်များများ 5S ပါမနိုင်ဘူးဆဲလီဆဲတော့မနိုင်ဘာလို့လဲဆိုအဆောင်မှာကိုအိမ်မှာကိုနေရတာကိုကကို 5S9 မနိုင်ကိုကကိုစဉ်းစားပါတော့တော့တန်ရှင်းနေတိုင်းလုံနေသလားမလုံဘူးဆိုရင်တော့ကိုသုံးပြီးဂျပန်နေမှာသုံးပြီးသွားတဲ့ပစ္စည်းကိုချက်ချင်းပဲပြန်ပြီးတော့တက်ရှင်းလုပ်တယ်ဒီဟာလုပ်ပြမဟုတ်ဗမာတွေကဥပမာပြောပြရင်မြန်မာလူမျိုးတွေကထမင်းစားပြီးဆိုအဲ့ပကံကြီးဟဲငါပြန်လာမှစားမယ်အရေးကြီးတယ်ဆိုပြောပြီးတော့ပစ္စည်းထဲမှာပြည့်ထည့်ပြီးတော့နောက်နေ့ကျတော့နောက်နေ့ညနေနောက်နေ့ကျလည်းမဟုတ်ပါအဲ့နေ့ညနေပြန်လာလို့ညနေစားတော့ပြောဟဲနောက်နေ့မနေ့မှငါဆေးပါတော့မယ်ဆိုပြစ်ထားရမယ်ပစ္စည်းထဲမှာမနေ့စားအောင်နေ့ညနေစားရဲ့ပကံတွေပါအကုန်လုံးပါသွားတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဒါကနိခေါ်ရဲ့စားတွေပါအခုပြပေးနေတာပေါ့နော်ကျန်တဲ့ဟာတွေပဲပြောချင်တော့ဆက်ဒီဟာတွေကအပေါ်ဟာတွေကဒီရဲ့စာအုပ်ကြီးရဲ့တဝက်ကတော်တော်များများရှေ့ရဲ့တခုတည်းခင်တော့အချီကိုနဲ့ဂီနိုချီရှုဆယ်အချီဂီနိုချီရှုဆယ်နဲ့တခုတည်းခင်တော့အချီရဲ့စာရီတဝက်နီးပါးဒါဒီထဲမှာပြန်ပါလာနေတာအားကြောင့်စာမချက်နိုင်စာမလုံးနိုင်မှုဆိုရင်ကိုဘာသာကိုစဉ်းစားပါဘသူငါကကြီးရှုစေဘောမှာစာလုပ်ခဲ့သလားတခုတည်းခင်တော့အချီကိုမှငါစာလုပ်ခဲ့သလားဆိုတာစာမလုပ်ခဲ့ဘူးဆိုရင်တခုတည်းခင်တော့စာကြီးကခက်လိုက်တာနော်လို့ပြောရင်ကိုအသုံးမကျတာကိုပေါ်ပြနေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီစာအုပ်ရဲ့တဝက်နီးပါးကရှေ့ဆောက်ထဲမှာအကုန်ပြန်ပါလာနေပါတော့တဝက်နီးပါးတော့မဟုတ်ဘူး3ပုံ2ပုံနီးပါးစာရှေ့မှာအကုန်ပါပြီးသားအကုန်ရှေ့ရစာတွေဒါအကုန်ချီညက်နဲ့ရခဲ့တယ်ဆိုရင်ဒါတက်တာနဲ့ဖြေလို့ရတယ်ရတော့ဖုတော့ဒီဟိုကစကလုံးတွေကတော့မတူဘူးပေါ့နော်ဟေးတူမမတူတာလို့ပြောရင် no မဟုတ်ဘူးစကလုံးတချို့စကလုံးကမတူဘူးအတိတ်ပဲတွေကအကုန်လုံးတူပဲစကလုံးကိုသူကဟိုခန်းကြီးပုံစံနဲ့ပြောင်းလဲပြီးရေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်難しくはなってきましたけど意味は同じですဒါဆေးဖူလေးတွေပါနော်လာလောတော့ဆိုင်ခိုင်းကြောင်းလေးတွေပါတယ်တွေ့လားတူပဲ一緒ですဒီမှာတခုတည်း一ကိုရဲ့နဲ့ပါတယ်一からကိုကတခုတည်း一ကိုရဲ့第三章労働安全အစာကိုယူထားတာပါတဲ့တွေ့ရနော်ဘယ်ကနေယူထားတာတွေ့လားလောတော်ဆိုင်ခိုင်းတော့ဘောရှိစကူမို့တခုတည်း一ကိုရဲ့第三章ကယူထားတာပါတဲ့
နော်အားကြောင့်တချို့စာတွေဘယ်မှာဘယ်ရစာယူထားရဆိုတခါတည်းတော့ပုံပွင့်လေးရေးထားတာနော်ဒါ answer ishki တွေလည်းပါတယ် 5s လည်းပါတယ်လိုချင်တဲ့20စာမျက်နှာ20ခုရောက်လာပါပြီဟင်းရှိစုခန်းဒီမှာအရေးသွေးနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းရတဲ့အကြောင်းအရာကိုပါရေးထားတယ်ပေါ့နော်အသေးစိတ်ပေါ့နော်ဒါလေးတွေကဒီဟာရှောဟိရှာကာရာကိုဤခံからのご意見は企業によってクレームを申し出お客様の声など様々な言い方がありますဆိုပြီးရေးထားတယ်ခရိမှုလဲလာမလို့ complain လဲလာမလို့ဒါလေးလိုအပ်ပါတယ်ဆိုတဲ့ဟာလေး show ဟိရှာဖြစ်တဲ့ ATC ပေါ့နော်စားသုံးမှုတွေကနေပြီးတော့မှအမြင်မြရောက်လာတဲ့အတွက်ကြောင့်မို့ခန်းဒီရှာပေါ့နော်ဒီပစ္စည်းတွေကိုထိမ့်သိမ်းပြီးညွှန်ကြားဆောင်ရွက်သူတွေကအဲ့ဒါတွေအကုန်လုံးနားထောင်ပြီးတော့မှပစ္စည်းတွေအတွက်ကိုဒီချိန်မှာဒီပစ္စည်းထုတ်ပြီးမဲ့တောက်လျှောက်ဒီပစ္စည်းမျိုးစားမထုတ်ပါဘူးပြုပြင်ပြောင်းလဲရတယ်ကိုယ်တိုင်စဉ်းစားပြုပြင်ပြောင်းလဲရမှာဖြစ်တဲ့ကြောင့်တော့ကုသေးခင်တော့နီးကိုသွားချင်တဲ့လူတွေကနည်းနည်းလေးအုံနောက်လေးနဲ့အသုံးပြုပြီးတော့မှအလုပ်လုပ်ရမယ်ဆိုတာကြိုတင်တွေးထားပြပါပေါ့နော်ဒီထဲမှာအရေးကြီးဆုံးချက်တစ်ခုကိုပဲပြောပြမယ် communication မြန်မာလူတို့ပြောများ communication မှာအားနေတယ်ဘလို့ communication လဲဆိုရင်အလုပ်ငန်းခွင်ရဲ့ communication ပြောပေါ့နော်တကယ်ချင်းရဲ့ communication ပြောတာမဟုတ်ပါဘူးလုပ်ငန်းခွင်မှာ communication ယူတတ်တဲ့ပုံအားနေတယ်နည်းနည်းတော့ရခုရှိုးဆိုတာရှိရပေါ့နော်ဂျပန်မှာအသက်နဲ့သူရတူလိုက်ဆိုတာရှိတယ်လုတ်သက်ဝင်ကြတယ်လို့သူကသူစံပိုင်ဖြစ်သွားတဲ့အတွက်ကြောင့်မို့အဲ့စံပိုင်ဘက်ပေါ်မှာ乌鸦猫ဆိုတဲ့ဟာပေါ့လေးစားတဲ့ဖူးရှူဖြစ်မှာပေါ့နော်တို့ရှိဦးရဲ့乌鸦猫ဖူးရှူဖြစ်တဲ့ပြင်စံပိုင်ငယ်တာကြီးတာနဲ့လည်းမဆိုင်ဘူးလေးစားတဲ့စိတ်တက်လည်းရှိရမယ်ပြီးတော့ရှိကြီးကညွန်ကြားပြီးတော့ပြောတတ်တဲ့စကားလုံးတွေလည်းရှိရပေါ့နော်အဲ့ဒါကိုဘယ်လိုပြမလဲအာရိစ်တဲ့အိုးတဲ့ဆိုတဲ့ဟာမျိုးကိုတို့あそこにあるからこっちへ持ってきておいてなどတဲ့အဲ့မျိုးဟာတွေရတဲ့အလုံးလုံးတဲ့လူချင်းမှာမှားရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပေါ့နော်ရှိကြီးကိုတေချာပြောရမှာပေါ့နော်ဒါတေချာလုပ်ပေးပါတေချာလုပ်ပေးပါလို့ပြောပြီးမှစကားအလွဲကူယူอ่ะမမားနိုင်တာဖြစ်တဲ့ကြောင့်မလို့ရှိကြီးရဲ့ဣရာရဲ့ညွန်ကိုကပြောလို့တဲ့အကြောင်းအရာရဲ့ကိုကဌာနမှုလုပ်ချင်တဲ့အကြောင်းအရာတောင်းဆိုချင်တဲ့အရာတွေကိုတိကျချတောင်းဆိုဖို့လဲလိုအပ်တယ်အဲ့ဒါခန်းဒီရှာဖြစ်တဲ့တခုတည်းခင်တော့ရခန်းဒီရှာအနေနဲ့မော်ချင်းလုံးဖြစ်မှာဖြစ်ပဲဆိုတော့အဲ့ဒါတွေကိုလည်းတိကျပိုင်နိုင်အောင်မော်နော်ခုတွေကနေခေါင်းထဲမှာထည့်တင်ထားတဲ့ဟဲပြီးရင်ပြန်မေးတတ်ရမယ်ပေါ့နော်ရှီစမောဝအာရီမတ်စကာဆိုတဲ့ဟာမျိုးကိုကပြောလိုက်တဲ့ဟာကိုရှိကြည့်လုပ်တဲ့ဟာကိုဖူကူရှော့ပြန်လုပ်ရမယ်ပေါ့နော်ထပ်ပြီးတော့နှစ်ကြိမ်မြောက်ပြန်ပြောရမယ်စမ်ဘာခိုင်ဆန်ခတ်စတိုနိုဆူဆူမေခတာပေါ့နော်ဒါကခိုင်ဆန်လို့အကြောင်းအရာတွေပြပြင်ပြောင်းလဲရမယ်လေဆိုရပြောမှုလုပ်ငန်းစဉ်တွေဘယ်လိုပြောင်းလဲရမလဲကောင်းမွန်တဲ့ပြောင်းလဲမှုတွေကိုရှော့ကူမာတဲ့လက်မှာဒီဟာဒီလိုလုပ်ရင်အဆင်မပြေဘူးဒီခေါ်တဲ့ဒီ step ကနေဒီ step သွားဒီ step ကနေဒီ step ကိုသွားရင်အလုပ်လုပ်ရတာအဆင်မပြေဘူးဆိုရင်အဆင်ပြေတဲ့ခေါ်တဲ့ပေါ့နော်လမ်းစဉ်နီးလမ်းစဉ်တွေကိုကိုပြန်ပြီးပြုပြင်ပြောင်းလဲရမယ်ကိုတင်ပြောင်းလဲတာမဟုတ်ဘူးကိုကပြောင်းလဲခြင်းကြောင့်အပေါ်ကလူပြောရမယ်အပေါ်ကလူတွေကနေပြီးအစည်းအဝေးလုပ်မယ်အစည်းအဝေးလုပ်လို့ဒီလိုလုပ်လာဆိုနှစ်ကြိမ်သုံးကြိမ်လောက်လဲရှူးလုပ်မယ်လုပ်ပြီးတော့မှအဆင်ပြေတယ်ဆိုရင်ဒီပေါ့နော်အဲ့ဒီဒန်တိုရီတို့ဘာလို့နေမှာဝါရှိကိုခဏပြင်ပြီးတော့မှပြင်ဆင်ပြောင်းလဲတာကိုပြောတာဖြစ်ပါတယ်ပြောင်းလဲဖို့လည်းလိုအပ်တယ်ပေါ့နော်နောက်တစ်ခုက Holland ဆိုမြန်မာလူတော်တော်များများမလုပ်တဲ့ Holland ဆိုပါဂျပန်ရဲ့日本の職場では作業者と管理者のコミュニケーションは挨拶やさすでねမဟုတ်ပါဘူး言ったことに加えてအပြင်Holland ဆိုတဲ့ဟိုကိုကူလန်လာကူဆိုတဲ့の頭文字頭文字ပေါ့နော်頭文字を行うことが大事ですで例えば以下のようなものがあります作業の状況や異常発生について報告を受けるပေါ့နော်လုပ်ငန်းခွင်ရဲ့အခြေအနေနဲ့ပေါ့နော်ဘလို့နည်းနည်းလေးလုပ်ငန်းမှာမဟုတ်တဲ့ပုံစံလေးဖြစ်ပေါ်လာလဲဆိုရင်ဟုတ်ကုတ်ကူလိုရတယ်生産の振動に関する事実について連絡を受けるပေါ့နော်ဟိုဟာကုန်ထုတ်လုပ်နိုင်တဲ့ဟ
ဟာအခြေအနေဘယ်လိုရောက်လဲဆိုတာကိုကနေပြီးလန်လက်ကူလှမ်းပြီးပြောပြတက်ရမယ်ဟောကောကူလဲလို့ရမယ်ဒီဟိုလန်ဆိုတာမဖြစ်ခင်မှာဖြစ်နိုင်ဖို့အလားအလာရှိတယ်မဖြစ်ခင်မှာကိုလည်းကြည်တိထားတယ်ဆိုတဲ့အကြောင်းဟာရှိလာတယ်ဆိုရင်အဲ့ဒါကိုကြိုတင်ပြောဆိုခြင်းဟောလန်ဆိုပြောဖြစ်ပြီးသွားမှဟောလန်ဆိုလုပ်ခြင်းမဟုတ်ပါဘူးမြန်မာလူမျိုးကတော်တော်များများမှာနဲ့ဖြစ်ပြီးသွားမှအကြောင်းကြားရတယ်ဖြစ်ပြီးသွားမှအကြောင်းမဟုတ်ပါဘူးမဖြစ်ခင်မသွားခင်မှာမလုပ်ခင်မှာအကြောင်းကြားခြင်းဟောလန်ဆိုလို့ခေါ်ပါတယ်နောက်တစ်ခုကဟန်ဒန်နီမာယောတာရီနိုင်ရန်တာရီစတေးတာရာစောတဲ့โอเคတို့ကိုကတခုခုဆုံးဖြတ်ရတော့မယ်ဒါလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်စဉ်းစားဆုံးဖြတ်ခက်နေတယ်ဆိုရင်တော့စောတဲ့လို့ရတယ်ဒါမြန်မာတွေတော်တော်များများဒီသုံးချက်လုံးမလုပ်နိုင်ဘူးเนาะဟောကောကူကြိုတင်လဲကြောင်းမကြားနိုင်ဘူးလန်လက်ခုဒီလိုအခြေအနေရှိရဲ့ဒီလိုလုပ်တင်လားဆိုတော့လန်လက်ခုလည်းမလာဘူးစောတဲ့ဖြစ်တဲ့ကျွန်တော်တို့ဒီလိုလုပ်ရင်ရှုံးနိုင်သလားအောင်မြင်နိုင်လားလည်းမလုပ်ဘူးမြန်မာလူမျိုးတော်တော်များများဖြစ်ပြီးတော့မှကျွန်တော်တို့ကျမတို့ဒီလိုဟာဖြစ်သွားတယ်ဘာလုပ်ပေးမှလဲဆိုတာဒါဟောလန်ဆောင်မဟုတ်ဘူးအကူအညီတောင်းတာတော့အပေါ်ကနေအကူအညီတောင်းရင်စားရက်ခုcommunication မလုပ်နိုင်တဲ့လူမျိုးစားလို့ပဲတဲ့ကိုကူညီမလိုမလာတောင်းတာဆိုတော့ဒါ Holland ဆိုမဟုတ်ပဲနဲ့အဲ့ဆိုတစ်ဖက်လူက Holland ဆိုမလုပ်ပေးပဲနဲ့တစ်ဖက်လူကဘယ်သူကကူညီချင်ပါလဲဂျပန်လူမျိုးတော်တော်များများမုံနိုင်ငံသားတွေမုံနေဆိုတော့ Holland ဆိုမလုပ်ဒါကြောင့်မလို့တော်တော်များများအဆင်မပြေတာကန်ပါတယ်မှာပေါ့နော်ဒါခိုင်းရှားခိုင်းတော့ communication ဒီ communication ဆိုစက်ရုံတွေမဟုတ်ဘူးစက်ရုံပြင်ပမှာလဲခိုင်းရှားကြိုင်လို့ရတယ်အားကြောင့်မလို့အဲ့ဒီနဲ့တော့တောက်တာတော့ဘာလို့ရှိရပေါ့နော်အဲ့ဒီနဲ့တော့တောက်ရင်းနဲ့အလုပ်ကိစ္စအကြောင်းပဲပြောကြရများရပေါ့နော်အားလေးပါဒီအောင်ပေါ့နော်ဒီတိုင်းကြီးဟာဘယ်ဟာကိုခြေခံထားလဲဆိုတော့ခုတည်းခင်တော့အချီကိုရဲ့ကင်းတော့ဆုတ်တဲ့ခိုင်ရောကာကူရှူရောတက်ခစ်တိုအခြေခံပြီးတော့မှပြင်ဆင်ထားဖြစ်တဲ့ကြောင့်မလို့အချီကိုနဲ့နီကိုနဲ့လဲဆက်နေပါတယ်အားကြောင့်ဒါနီကိုရလက်ခတ်ခဲတယ်လို့မထင်ပါနဲ့အခြေမခါရင်အပေါ်ရောက်လဲလုတ်တုတ်နဲ့လဲပြူကြသွားမှာပဲအဲကြောင့်မလို့ကြည့်ရှုစေပေါ်ရမှာတွေအားစာရောအလုတ်ကိုအခြေခိုင်ခဲ့မှာနီငေါဆိုတဲ့အပေါ်ဆုံးဂျို Q ဆိုတဲ့အဆင့်မြင့်တဲ့အနေအထားကိုရောက်ရှိမှာဖြစ်တဲ့အတွက်ကြောင့်တတိထားဖို့လိုအပ်ပါရဲ့ပေါ့နော်